ဒီကညီမလေးမေးထားတာဆရာဖြတ်ခဲ့ရင်ဘာဖြစ်မလဲသူမေးတဲ့ဥစ္စာကတိုက်ကျိုးဖြတ်ခဲ့ရင်ဘာဖြစ်မလဲလို့သူကမေးထားတာကြာတိုက်ကျိုးဖြတ်ခဲ့ရင်ဘာဖြစ်မလဲဆိုကျွန်တော်အရင်ဆုံးနံပါတ်1ပြောမယ်တိုက်ဇက်တွေရဲ့အဓိကသစ္စာဆိုခဲ့သောသစ္စာဆိုခဲ့သောဂရိကဒီပစ္စည်းယန္တနာဥစ္စာတွေကိုနောင်ပွင့်မဲ့ရိမီဒီယာများဆိုဗျာရှင်ပွင့်တော်မူတဲ့အထိစောက်ရှောက်ပါမယ်စောက်ထိမ့်ပါမယ်ဆိုပြီးတော့ဂရိသစ္စာတွေဆိုခဲ့တာဖြစ်တယ်။နောက်ဘဝတန်နေရာတွေကအဆက်ပြတ်တောက်သွားမယ်သစ္စာဆိုတာကပြတ်တောက်ယူထုံးစံမရှိဘူးဗျ။တကယ်လို့ပြတ်တောက်အောင်လုပ်နိုင်တဲ့ဆရာရှိခဲ့တယ်ဆိုရင်လည်းပညာကတော်တော်အဆင့်မြင့်နေလို့ပဲဖြစ်နေတယ်။ကျွန်တော်တို့မြန်မာပြည်မှာတိုက်ကျိုးကိုဖြတ်နိုင်တဲ့ဆရာကလက်ချိုးရည်လို့ရတယ်။အဲ့လိုမျိုးတွေ့တဲ့ဆရာတိုင်းလိုကတိုက်ကျိုးဖြတ်ပေးတဲ့ပြောနေရအောင်ကျွန်တော်ကတော့မထင်ဘူးညတိုက်ကျိုးဖြတ်ပေးတဲ့ဥစ္စာရဲ့နောက်ဆက်တွဲအကျိုးဆက်ကိုကျွန်တော်ပြောပြမယ်ဒီကျွန်တော်တို့တိုက်ဆောက်တိုက်နန်းရှင်တွေတိုက်ကျုပ်ဘိုးကြီးတွေပြီးတော့အဲ့တိုက်နဲ့ဆက်နွယ်တဲ့ဝိဇ္ဇာတွေကဒီတိုက်ကျိုးဖြတ်လိုက်တယ်ဆိုရင်သူတို့ကစိတ်ထဲမှာကျေနပ်မှုရှိမယ်ထင်လားမရှိဘူးဗျအဲကြောင့်မို့တော့မိမိရဲ့ဒီဖြတ်တဲ့အချိန်တစ်ချက်တွင်မှာသူတို့ရဲ့ပညာကနှိပ်ပါလို့လားအလျှော့ပေးပြီးတိုက်ကျိုးဖြတ်တယ်လို့လားသူတို့ကပြောလိုက်တယ်ဆိုပေမဲ့နောက်မိမိရဲ့ကံနှိပ်ပါလာချိန်မှာသူတို့ကဘာမှမလုပ်ဘူးလို့ထင်နေလားငကားမျိုးနွယ်တို့ဘလူးမျိုးနွယ်တို့ဆိုပိုဆိုးတယ်တော့အဲ့အညို့တရားကအဲ့ကြောင့်ကိုကောင်းတယ်မိမိရဲ့ကံနှိပ်ပါနေချိန်မှာမိမိရဲ့ကျမ်းမာရေးစီးပွားရေးလူမှုရေးအကုန်လုံးကိုဆွဲချပစ်တဲ့အပြင်အသက်အန္တရာယ်သေဆုံးတဲ့အထိတောင်ဒုက္ခပေးနိုင်တယ်နောက်တစ်ခုကဒီမိမိနဲ့ပတ်သက်တဲ့သူတွေပါမိမိချစ်ရတော်သူမိမိရဲ့သားသမီးစတဲ့သူတွေပါဒုက္ခရောက်နိုင်တယ်နောက်ပညာတိုက်ကျိုးဖြတ်နေတဲ့အချိန်မှာဆရာဖြစ်သူကပညာနှိပ်ပါခဲ့ရင်ချွတ်ချော်ခဲ့ရင်ဆရာဖြစ်သူကောတိုက်ကျိုးဖြတ်တဲ့သူကောဒုက္ခရောက်နိုင်တယ်ဆရာတိုင်းတချို့ဆရာတိုင်းလူကပညာတော့တိတ်မငြင်းတတ်မင်းနဲ့ဘာကြောင့်တိုက်ကျိုးဖြတ်တယ်လို့ပြောရတာလဲဆိုရင်ရှင်းပြောရရင်တိုက်အသက်ဆက်တာနဲ့တိုက်ကျိုးဖြတ်တာနဲ့ကိုလွဲမှားပြီးပြောကြတာဖြစ်ပါလိမ့်မယ်အဲ့ဒီသေချာစဉ်းစားကြည့်ရင်တိုက်ကျိုးဖြတ်တာတဲ့စာရင်တိုက်အသက်ဆက်ပြီးတော့ကိုမူကောင်းမွန်သောဘဝလက်ရှိဘဝကိုပဲခွင့်တောင်းခံနေဆိုရင်ပို့ပြီးတော့အဆင်မပြေဘူးလားဟုတ်ကဲ့ပါကျွန်တော်ဆရာဆွဲတည်စားပါ